里ငါပါလားမငါကျင်တာလားပါချာထိရကြီးရ Oh my god 1 2 3 action နှာခမ်းစုမယ် okay လှရင်နောက်တစ်ပုံသွားစီမယ်လေဖြတ်နေတဲ့အတိုင်းပဲပြောအရှင်ပဲအမလေးကြိုက်စားတော့မယ်ဒီနေ့မှာတော့ကျွန်မ free ရလေးကြိုင်နဲ့စော့ပြပါမယ်ပြိတ္တကြီးတို့ရှင်းမှာထုံးစံတိုင်းပဲ TikTok ဆိုလို့ရှိရင်အပေါင်းလေးနေမယ်အသေးလေးပြမယ် copy link လေး3ခါယူခဲ့ပေးပါချစ်လေးတို့ရေ Facebook ကဆိုလို့ရှိရင် follow မလုပ်ရသူတွေများနေရနော်တော့ like and share လေးနဲ့ follow club လေးကိုနှိပ်ခဲ့ပေးပါနော်ချစ်လေးတို့ YouTube ကချစ်ပြိတ္တလေးတွေကလည်း YouTube မှာ VPN လေးခံပြီးတော့ new ကိုတစ်ဖက်တစ်လမ်းကနေကူညီပေးပါအောင်နော်ချစ်လေးတို့ YouTube ကချစ်လေးတို့လည်းနော် new ကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ခဲ့ပေးအောင်နော် game နဲ့ကိုပြန်ပြီး focus လိုက်ဟောစကားတွေများနေဟိုက်ပါဟိုက်ပါပြောင်းလိုက်မရမယ်နင်းလောက်ပါမ review မမလဲအော်ဟဲ့တေးပြီးလေးလာနေငါနဲ့အောက်တာ review ဖြစ်တာအဲ့ဒါကြောင့်ရွှေမုံရဒီကပြောတာပေါ့စကားတွေအများကြီးပြောအမှားတွေအများကြီးပါဆိုတော့ဒါအမှန်ပဲနီးကိုပဲကြည့်လိုက်တော့ဟဲ့ဘလူးလေဟဲ့ရောက်လာကြပြီဟဲ့တာနေနားမှာရောက်လာကြပြီငါတို့တွေနားမှာစူးကြမယ်လားပိတ်ထိုးပြီးချင်းနဲ့ဗတိုင်းပွဲတိုင်းပါနေပါတယ်ရှင်ကျွန်မဂိမ်းဆော့တဲ့နေမှာဗတိုင်းပွဲ10ပွဲမှာ10ပွဲလုံးပါနေပါတယ်ရှင်ကျွန်မကြောက်လိုက်အားလုံးကြီးကြတော့ဘတ်တာနော် cycloid ဒီဘက်လားဖိုရိုတမဆက်ရှင်နမကနာတူရကီဘူရကီဆူရကီယာအုံနိုင်ခွန်းအိုးဒါပဲလား cycloid ရိုက်လုံးပြမိုးတွေရွာနေဗျာ reason ရှင်နေငါအခုနာတော့ဟိုနားမှာတက်သွားရနော်ငါမှတ်မိရဲ့နေကိုမပြေးနဲ့ reason ရှင်နေနဲ့ငါနဲ့ပွင့်တွေ့မယ် grandza ခဏလေးပွင့်မယ်နေနဲ့ငါနဲ့တွေ့မယ်အခုတော့မတွေ့ဘူးဟဲ့ဒီမှာလာမကြောက်မမိတာကျွန်မအာ noti ပြလဲစက်လာပဲဒီဘာရောမသိရှုပ်ချက်ခတ်နေပဲစိတ်ညစ်ဖို့ရမ်းကောင်းတာပဲ TikTok noti ပြလဲတာတယ်တက်မယ်ဆိုတော့ဟဲ့ဒီမှာအဲ့ဒါငါတို့မြင်လိုက်ပါလေလို့မဗတိုင်းတော့မသိဘူးလို့နေတော့လောက်အောင်မယ်အမလေးဟတ်သေးပါပြီကျုံငါအဒီမရှိရလားနင်းအတောင်မှဖွင့်လိုက်စမ်းပါနင်းအတောင်မှငါနှစ်ချက်လောက်ညက်ချင်လို့ကတ်ကြီးနဲ့ရောဟာ research မပြေနဲ့ရောဟာကိုကြီးမပြေနဲ့တော့တခါလေ black hole ထဲထည့်လိုက်မယ်ကျမ black hole ထဲအကိုဝင်ခြင်းလားရှင်ရိုက်မယ်ခွဲမယ်ထုမယ်ထောင်းမယ်အကုန်လုံး black hole ထဲထည့်မယ်တယောက်ပြီးတယောက်ထည့်မယ်ရော့ဝင်ပါကျမ black hole ထဲဝင်ပါကျမ black hole ထဲဝင်ပါကျမအမဲပေါက်ကြီးထဲဝင်ချလိုက်ပါပြိတ္တကြီးလို့ပေါင်းလိုက်တော့မီနီရချင်တာမီနီရပေးကြပါဟဲ့ငါခရီးတော့ခုတ်နေတဲ့မီနီမြောက်ပါစိတ်လိုက်တော့ကျမတန်ပြိတ္တကြီးတို့စားတယ်လို့မပြောပါနဲ့ရှင်ကျမတက်ကြွတယ်ကျမဖြစ်နေလို့ပါရှင်ရော့ဘုံတိုင်းကွာအုံတိုင်းကွာဖရန်ကိုကမိတယ်တော့ပြန်လာတဲ့သူမကတော့မဆွဲထားနိုင်ဘူးလို့ဟာကြရင်တော့သူကမိတယ်အဲ့ reason ရှင်ကလေကျမအပေါက်ထဲဝင်ကျင်တယ်တလားတိုးပြီးခွတ်ပြီးဝင်လာတာမိုးတွေရွာလိုက်3ယောက်ကျုံးတယ်တီးစိတ်ကမတီးစဘဘပြင်းနေရတော့လေတချို့တော့သူတွေကလေကျမပြောကြသလားအတန်ရမ်းကျတာပဲအတန်ရမ်းလျှော့ဆိုတော့ဟုတ်ကဲ့ကျမအတန်တိုးပြီးဆော့ပြဆိုကျမအတန်တိုးပြီးမှဆော့ပြမယ်လေအဲ့လိုဆော့ပြမှာလားလို့ဆော့ပြကျမ fee ငုတ်တယ်ရှင်ကျမတက်လာလွတ်သွားပြီသလားကျမတော့ fee ငုတ်လို့ကျမအဲ့လိုအတန်ကျဲကျမဆော့ကျင်တာရှင်တို့ကမသိဘူးကျမရဲ့အကြောင်းကိုကျမလော်ကြီးပြေတော့ကျမကြည့်ကျင်တာတော့လော်ကြီးကပြေတော့ကျမရှိမလော်ကြီးပြေသွားသလားလော်ကြီးပြေသွားကျမလော်ကြီးကြည့်ကျင်လို့ကျမဗရဲမဆိုင်နိုင်တော့ကျမလော်ကြီးကြည့်ကျင်ကျမလော်ကြီးကြည့်ညာရှင်တကယ်ချင်းဆိုင်ခလို့တောင်းခံတာနင်းခံနေတယ်ဆိုတော့ငါသိတယ်ရောဟာဘုံနိုင်ကွာအုံနိုင်ကွာငါဒီတကယ်ချင်းတောင်းခံတာဟဲ့နင်ကအရန်ကြမ်းတမ်းနေရပဲနော်ဘာလို့ဟုတ်ရလားနင်ကဘာကြီးလဲကြမ်းတမ်းနေရပဲရင်တော့လည်းမတူဘူးနော်ကျမ free ရိုက်ကြိုင်လို့ရှင်ကြမ်းတယ်ပဲ ultimate တာရှင်ကျမရှေ့ဝင်လဲဝင်ခဲ့နောက်တော့မစုပ်ဘူးတော့ကျမရှေ့ဝင်လို့ကျမတစ်ခါအကုန်လုံးတက်ပြီးတော့ရိုက်ပလိုက်တာဖုန်နိုင်ကွမ်းဆိုပြီးတော့ကျမကိုကြောက်ပြီးအကုန်လုံးထွက်ပြေးသွားကြဒီမှာကြည့်လိုက်ပြိတ္တကြီးကိုကျမတစ်ခုပြမယ်လောစီလို့ရနော်မ lip ဆိုတဲ့ဟာလေးတွေ့လို့ရှင်အပေါ်တက်လိုက်တွေ့လားပြိတ္တကြီးရေကျမစီးနေတယ်လောအပြုတ်ကြလိုက်အချင်းကြီးသွားတာကျမမဟုတ်လို့ရှင်ကျမခုန်ချလို့ရရင်ကျမတို့စောကားနဲ့သူတို့ပြင်နေကျမကြည့်တင်လားပြိတ္တကြီးကျမလက်ကိုအတကုံနှိမ့်နေရပဲကျမနှိမ့်နေရှင်ကျမအားရပါရကျမကျုံးကျင်ဆိုတယ်ကျမဝင်ကျုံးလိုက်တာတပည့်ကြီးရမှာကျမရီရောယူကျင်တာပါဒါပေမဲ့ကျမမလိုလားသေးဘူးတပည့်ကြီးနဲ့ကျမ travel ကြီးလိုချင်လို့အောင်တက်ကျကျမတက်ရိုက်ပါတယ်ရှင်တက်ပြီးတော့ကျမရိုက်တာအားကတ်ကိုကျမတို့ဖွင့်ရလေနိုင်ငံကြီးကျရင်ဖိနေနေလေးရတက်တယ်အဲ့လိုမျိုးလေတိုက်လိုက်ရမှာကျမတို့ကကျင်းနေတာဒါပေမဲ့ကျမတို့ကစာနဲ့ဘယ်တော့မှသူများတက်ကလေမတိုက်ဘူးနော် recall ပဲကျမတို့ပြတယ်အဲ့လောက်ပဲကျမတို့လေတိုက်တယ်သူများလိုမျိုးလေးစာရင်းနဲ့လေမတိုက်တတ်ဘူးတချို့တွေကရှိပြီးနည်းနည်းလေးတာပြီးဆိုတာနဲ့စာရေးပြီးတော့လေTikTok ပဲဆော့လို့ဟိုဟာပဲဆော့လို့ပြောကျမတို့ကအဲ့လိုဘယ်တော့မှမလုပ်တော့တစ်ဖက်သားDino Venture Event ကို new တိတလောက်လေးပြပြပေးမယ်။ coin လေးတွေစုဖို့အတွက် dice နဲ့လဲရမယ်။ dice ကိုဘယ်လိုရရှိမလဲဆိုလို့ရှိရင်တော့ daily test နဲ့ challenge test ဆိုရှိရဲ daily test မှာ login တွေဝင်မယ် game တွေဆော့မယ် challenge test မှာဆိုလို့ရှိရင်တော့ answer တုံးတွေလှည့်ပေးရမယ် game တွေဆော့မယ်ဒါဆိုလို့ရှိရင်တော့ coin လေးတွေရရှိမှာဖြစ်ပါတယ် dice တွေရရှိတဲ့ခါကျလို့ရှိရင်တော့
အန်စာတုံးတော့လှည့်မယ်အန်စာတုံးတော့လှည့်လိုက်တဲ့ခါကြလို့ရှိရင်သူကြသွားတဲ့နေရာလိုက် reward တွေကအတိအကျရရှိသွားမယ်မီနီဂိမ်းကြလို့ရှိရင်လည်းမီနီဂိမ်းဆော့မှာဖြစ်ပါရဲ့ရှင်မီနီဂိမ်းဆော့တဲ့ခါကြလို့ရှိရင်လည်းသူပြထားတဲ့စာလေးကိုတိချတတ်ပြီးတော့သူပြထားတဲ့နေရာလေးကိုနှိပ်မယ်ဆိုလို့ရှိရင်တော့ perfect ဖြစ်မှာဖြစ်ပါရဲ့ရှင်ပထမတစ်ချိန်မှာညီကဘာလို့မှမသိရနဲ့ပထမဆုံးဆော့ဘူးတာဆိုတော့ဘာလို့မှမသိရနဲ့ညီကမနှိပ်မိလိုက်ဘူးနော်မနှိပ်မိလိုက်တော့ချော်သွားတယ်ချော်မြဲလည်းဘာမှဖြစ်ပါဘူးသူက coin လေးတွေပေးတယ်ပေါ့နော်သူကမှန်လို့ဆိုသူပြတဲ့အချိန်တစ်ချက်ပဲပြရတယ်ညီကငတုံးမဆော့ဖိထားတဲ့မှာလွဲသွားဒီလိုပဲအန်စာတုံးဆက်လဲလှည့်လို့ရှိရင်တရားဆိုတဲ့နေရာလေးတွေကြမယ်ဆိုလို့ရှိရင် coin တရားလေးတွေရလိမ့်မယ်ညီကိုရောက်ရှိတဲ့နေရာကျတော့ဘာလဲဆိုတော့ဒီဒိုင်နိုဆော3កောင်ရှိရဲ3កောင်လုံးအသက်သွင်းရမယ်အသက်သွင်းတဲ့ခါမှာညီကဒီအပေါ်စောဒိုင်နိုဆောအသက်သွင်းလိုက်တယ်သူကအသက်သွင်းလိုက်လို့ရှိရင်တစ်ရက်ကို coin 80နဲ့ရတယ်ပေါ့နော်အဲ့လိုမျိုး income ရပါဖြစ်ပါတယ်2កောင်ဆိုလို့ရှိရင်ညှောက်လိုက်ပေါ့ငါလည်းမသိဒီလိုနဲ့ကျွန်မလှည့်တယ်လှည့်ရင်တလည်းကျွန်မ mini game တစ်ခုကြာသွား mini game မှာဒီတစ်ခါတော့ပထမဆုံးတစ်ချိန်ကလွဲပြီးတော့နောက်ထပ်တစ်ချိန်ကြီးကတော့လုံးဝဖမ်းတာဆရာကြီးပေါ့ကွယ်တော်တာပေါ့တောက်လျှောက်ကိုရတော့ကျွန်မအေးစင်ရအောင်တွဲလေကျွန်မတို့ပထမတစ်ချိန်မှာတော့ဒီတစ်ချိန်အေးစေးပဲပြီးတော့လို့ရှိရင်ဒီလို coin လေးတွေရရှိမယ် coin လေးတွေရရှိသွားတဲ့ခါကျလို့ရှိရင်လို့ question မနေရာတွေပါကြားခဲ့မယ်ဆိုလို့ရှိရင် second try ကတ်တွေကိုရရှိသွားမှာဖြစ်ပါတယ် second try ကတ်ကတော့ကိုကြိုက်တဲ့ဟာကို choose ပေါ့နော်ညီကတော့အာလော်လေးကိုကြိုက်လို့အာလော်လေးကို choose လိုက်တယ်ပေါ့နော်ဒီ map တစ်ပတ်ပြည့်တဲ့ခါကျလို့ရှိရင် coin က100တက်ပါတယ်ပို့ဖို့ရင် copper second ကို dinosaur coin 4000လေးနဲ့လဲလဲရမယ်ပေါ့လို့ရှိရင်ဒီ painted second နေဂရုကကြ Harry Zila Rafaela ရဲ့ second တွေကိုလည်း9လပိုင်း9ရက်နေ့မှာဆိုလို့ရှိရင်တော့ယူလို့ရမှာဖြစ်ပါတယ်တကောင်မဲလဲယူလို့ရမှာဖြစ်တဲ့အကြောင်းကိုကြိုက်နေတဲ့ဟာကို UBY elimination effect ကိုလည်း9000နဲ့လဲယူလို့ရမယ်ပြီးတော့လို့ရှိရင်တော့ဒီ profile gift တွေနဲ့ဒီ smoke လုပ်တဲ့ဟာတွေကိုကြားလို့ရှိရင်တော့coin လေးနဲ့လဲယူလို့ရမယ်ပေါ့နော်ဇန်နဝါရီလ29ရက်နေ့စလာပြီဖြစ်တဲ့ကြောင့်အန်စာတုံးတွေခောက်ပြီးတော့ coin တွေစုပြီးတော့ပို့ပွင့်ကိုပါစကင်ယူလိုက်ကြတော့